ဖျားရှင်ကောင်းမြတ်ပါတယ်ဒီနေ့ online ကနေပြီးမှနှုတ်ကပတ်တော်နဲ့ခွန်အားယူနေကြတဲ့ဓမ္မမိတ်ဆွေအားလုံးမင်္ဂလာပါကျွန်တော်အနေနဲ့အားပေးခြင်းတဲ့ခေါင်းစဉ်လေးကပြစ်တိုင်းတောင်ဆိုတဲ့ခေါင်းစဉ်လေးနဲ့အားပေးခြင်းတဲ့အခြေပြုကျမ်းပိုက်စာလံခန်းကြီး30အငယ်31ထာဝရဘုရား၏တရားတော်သည်သူ၏နှလုံးထဲမှာတည်တည်ဖြစ်တူသွားသောအခါမချော်မလဲရဒီနေ့ခရစ်တော်ရဲ့အသွေးနဲ့ရွေးဝယ်ထားတဲ့ယုံကြည်သူဗိမာန်တော်အင်္ဂါတွေအသင်းတော်ဆိုတဲ့အရာဘာနဲ့တည်ရမလဲဆိုဖခင်ရဲ့နှုတ်ကပတ်တော်ဖခင်နဲ့အမြဲတမ်းတည်ပြီးမှတွာလာအသက်ရှင်ဖို့အရေးကြီးပါတယ်အဲ့တော့ကြားဖခင်ရဲ့စကားနှုတ်ကပတ်တော်ကြားယုံတက်တက်မဟုတ်ခံယုံတက်တက်မဟုတ်ဘာလို့နှလုံးသွင်းရနှလုံးထဲမှာတည်ဖို့တော့လိုတယ်ဘလို့ပြဿနာပဲကြုံတွေ့ဖခင်တတ်နိုင်တယ်ဖခင်ကျေးဇူးပြုနိုင်တယ်ဖခင်ကွယ်ကာနိုင်တယ်ဖခင်လမ်းပြနိုင်တယ်ဖခင်ထောက်ပံ့နိုင်တယ်ဖခင်ဒီယောဂဝေဒနာဒီချီနှောင်ခြင်းအမျိုးမျိုးတွေကနေလွတ်မြောက်ခြင်းပေးနိုင်တယ်ဆိုတဲ့အရာဘာလို့ရမလဲကိုတိုင်းဖခင်ရဲ့တတ်နိုင်ခြင်းကိုတိုင်းလက်တွေ့ခံစားရပြီးမှတွာလာအသက်ရှင်မယ်ဆိုရင်ဘယ်နေရာပဲရောက်ဘယ်နေရာဘာနဲ့ပဲကြုံတွေ့ချက်တော်မိတ်ဆွေယုံကြည်သူနေရာပဲဖြစ်နေမယုံကြည်သူနေရာပဲဖြစ်နေဖခင်အကြောင်းမှာကိုသွားတဲ့နေရာမှာကိုစီးပွားရေးလုပ်တဲ့နေရာမှာတချို့နေရာတွေကဖခင်အကြောင်းမရှိပါဘူးတန်င်းကနေရောက်လာတော့ယုံကြည်သူအချင်းချင်းမိတ္တာအဖွဲ့လို့လည်းမရှိပါဘူးမိတ္တာအဖွဲ့ကိုမရှိဘူးဘလို့ပဲအခြေအနေရှိနေပါသေးဘာလို့ဆိုဖခင်ရဲ့စကားနှုတ်ကပတ်တော်ကသူ့ထဲမှာတည်သောကြောင့်သူဒီသွားလာတော့အခါကြုံတွေ့တဲ့အမှုရာခတ်သိမ်းအထဲထဲမှာချော်လဲခြင်းမရှိဘူးဧဖက်အခန်းကြီး3အငယ်16ဆူတောင်းသောအချက်ဟူမှာဝိညာဉ်တော်အားဖြင့်သင်တို့၏အတွင်းလူကိုခွန်အားဖြင့်မြဲမြံခိုင်ခံ့စေ၍ဘာလို့နှုတ်ကပတ်တော်ကြားရပြီးနှုတ်ကပတ်တော်အထဲထဲမှာတည်အောင်လို့လဲဘယ်လိုလဲဆိုဝိညာဉ်တော်ကတန်ရှင်သောဝိညာဉ်တော်ကယုံကြည်သူတိုင်းကိုဘာလို့လဲဆိုအတွင်းထဲမှာခိုင်ခန့်အောင်အတွင်းအထဲထဲမှာသူရဲ့နှုတ်ကပတ်တော်နဲ့အားဖြည့်တယ်နော်ဆာလံခန်းကြီး23အငယ်3မှာဖခင်ရဲ့နှုတ်ကပတ်တော်နဲ့အားဖြည့်တယ်အားဖြည့်ရုံမကောင်းဘာလဲဆိုတော့တရားတော်လမ်းထဲနဲ့တွေးဆောင်နေတဲ့တရားတော်လမ်းထဲနဲ့ပို့ဆောင်ပေးတယ်တရားတော်ထဲမှာပဲနှုတ်ကပတ်တော်ထဲမှာဝန်ခံနိုင်အောင်လိုက်ရှောင်းနိုင်အောင်အမွေလျော်နိုင်အောင်ကျင့်လည်နိုင်အောင်ဘ누구ဟာတွေးဆောင်ပေးနေလဲဝိညာဉ်တော်ကတွေးဆောင်ပေးတယ်ဘာကြောင့်သူတွေးဆောင်ပေးလဲဆိုတော့သူ့ရဲ့ခန္ဓာကိုသူ့ရဲ့ဗိမာန်တော်သူ့ရဲ့အသင်းတော်ကိုကြီးရှုမယ်ကျွေးမွေးမယ်ကွယ်ကာမယ်အုပ်ချုပ်မယ်တာရှင်တော်ဝိညာဉ်ဒါကြောင့်အသင်းတော်ဆိုတဲ့ကျွန်တော်ယုံကြည်သူအယောက်စီတိုင်းဟာနှုတ်ကပတ်တော်၌တည်သောကြောင့်ဖျားစကား၌စိတ်နှလုံး၌တည်သောကြောင့်ဘယ်နေရာပဲရောက်တဲ့နေရာအတိုင်းမှာယုံကြည်သူရှိလဲခိုင်ခန့်တယ်မယုံကြည်သူရှိတဲ့နေရာရောက်လဲခိုင်ခန့်ရမကောင်းတဲ့ဒုစရိုက်တွေအထဲမှာတွေးသားစာနာနဲ့ပဲကြုံတွေ့တဲ့အမှုရာခတ်သိမ်းအထဲမှာကြော်လွားနိုင်တဲ့အခွင့်အောင်မြင်နိုင်တဲ့အခွင့်ကိုပေးတယ်အောင်မြင်ရတဲ့အခွင့်ကိုရရှိတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့နှလုံးသားထဲမှာနှုတ်ကပတ်တော်ကတည်သောကြောင့်သူသွားလာသောအခါချော်လဲခြင်းမရှိဘူးဒါကြောင့်ပြစ်တိုင်းတော်ဘယ်နေရာပဲပြစ်တိုင်းတော်ဆိုဘယ်နေရာပဲပြစ်တဲ့နေရာမှာထောင်းတယ်ဖခင်ရဲ့ဝိညာဉ်တော်ကလည်းကျွန်တော်တို့နော်နေရာမြေအခန်းကြီး9အငယ်20ထဲမှာကောင်းသောအဖို့အလို့ငါတဲ့ဝိညာဉ်တော်ကိုပေးထားတယ်ဝိညာဉ်တော်ကသင်နဲ့ကျွန်ုပ်ကိုဘာလို့ဖို့နော်ပေးထားရလဲဆိုအတွင်းဝိညာဉ်ကိုခိုင်ခန့်ဖို့အတွင်းဝိညာဉ်ကိုကျွေးမွေးဖို့အတွင်းဝိညာဉ်ကိုစောင့်ရှောက်ဖို့အတွင်းဝိညာဉ်ကိုနေ့စဉ်နေ့တိုင်းနှုတ်ကပတ်တော်တမန်တရားလမ်းကြောင်းထဲမှာတွေးဆောင်ပေးနေတဲ့အတွက်တော့အဲ့ဒီနှုတ်ကပတ်တော်တမန်တရားအတိုင်းအသက်ရှင်အောင်နှိုးဆော်နေတဲ့အတွက်အဲ့ဟာကြီးကပဲကျွန်တော်အသက်တာအတွက်ခိုင်ခန့်စေတာဖြစ်ပါတယ်ဒါကြောင့်ဘယ်နေရာပဲသွားပြစ်တိုင်းတောင်လို့သင်ရဲ့အသက်တာအတွက်ခိုင်ခန့်ကိုမလဲဖို့ဆိုတဲ့အရာကပထမတစ်ချက်နှုတ်ကပတ်တော်ကျွန်တော်တို့ကြားဖို့လိုတယ်နှုတ်ကပတ်တော်ကြားရမယ်ကြားတဲ့နှုတ်ကပတ်တော်ဝိညာဉ်တော်ကဘယ်မှာလဲအတွင်းဝိညာဉ်ကိုခိုင်ခန့်စေတယ်အတွင်းဝိညာဉ်ကိုအားဖြည့်စေတယ်အားဖြည့်ပြီးမှကြုံတွေ့ရတဲ့အမှုအရာခသိအထဲထဲမှာကျွန်တော်တို့ကိုကြော်လွားရတဲ့အခွင့်အောင်မြင်ရတဲ့အခွင့်ကိုကျွန်တော်တို့ပေးတာဖြစ်တယ်ဒါကြောင့်ဒီနေ့ယုံကြည်သူအယောက်စီတိုင်းဖခင်ရဲ့ဝိညာဉ်တော်ကအသင်းတော်ဆိုတဲ့ကျွန်တော်ရဲ့အသက်တာကိုယုံကြည်သူတိုင်းကိုပြစ်တိုင်းတောင်လို့နေရာတဲ့ဘယ်နေရာပဲရောက်ခိုင်ခန့်စေခြင်းနဲ့သူ့ရဲ့ဘုန်းတော်ကိုထင်ရှားစေခြင်းနဲ့နော်ဝိညာဉ်တော်ရဲ့နေရစင်နဲ့ဥဆောင်ခြင်းအုပ်ဆိုးခြင်းလမ်းပြခြင်းအပြင်အသက်တာအထက်ထဲမှာကြုံတွေ့တဲ့အမှုရာခတ်သိမ်းကိုကြော်လွားနိုင်တဲ့အခွင့်ကိုပေးရုံမကောင်းအောင်မြင်ရတဲ့အခွင့်ကိုပေးတဲ့ဘုရားဖြစ်ပါတယ်ဒါကြောင့်အတွင်းထဲမှာနှုတ်ကပတ်တော်တည်ရုံမကောင်းတန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့အသက်တာအတွက်တန်ရှင်တော်ဝိညာဉ်တော်ကျေးဇူးပြုခြင်းအပြင်ခိုင်ခန့်တဲ့အတွင်းလူဒါကြောင့်အသက်တာအထက်ထဲမှာတာ၍ခိုင်ခန့်ဖို့ဆိုတဲ့အရာကကျွန်တော်တို့အသက်တာနေ့စဉ်နေ့တိုင်းယုံကြည်သူအယောက်စီတိုင်းနှုတ်ကပတ်တော်
ကျွန်တော်တို့အမြဲတမ်းကြားဖို့လိုပါတယ်အမြဲတမ်းနှလုံးသွင်းဖို့လိုပါတယ်အမြဲတမ်းကျွန်တော်တို့အသက်အတွက်မွေ့လျော်ဖို့လိုတယ်မွေ့လျော်ရုံမကဘူးအတွင်းထဲမှာလည်းအတွင်းဝိညာဉ်ကိုခိုင်ခန့်စေအောင်လဲတန်ရှင်သောဝိညာဉ်တော်ကနေရက်စတိုင်းတွေးဆောင်ပေးနေတာဖြစ်ပါတယ်နေရက်စတိုင်းကျွန်တော်တို့အတွင်းလူကိုခိုင်ခန့်စေရုံမကဘူးပြဿနာတိုင်းကိုကြော်လွှားနိုင်တဲ့အခွင့်ကိုပြင်ဆင်ပေးတဲ့ဘုရားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အသက်အတွက်နှုတ်ကပတ်တော်အရေးကြီးတယ်နှုတ်ကပတ်တော်နဲ့တွာလာအသက်ရှင်နိုင်အောင်မြင်ရတဲ့အခွင့်ကိုလည်းဝိညာဉ်တော်ကကျွန်တော်တို့အသက်တာယုံကြည်သူတိုင်းကိုကျေးဇူးပြုနေတယ်ဆိုတဲ့အရာလေးနဲ့ခွန်အားပေးတိုက်တွန်းပါတယ်အရောက်စီတိုင်းဘုရားတာယူကောင်းကြီးပေးပါစေ